အောင်စီဘယ်သွားမလို့လဲအိမ်မှာနာရေးဖြစ်နေတာတောင်းမင်းကအပြင်ထွက်ပြီးအရက်တော့တောက်မလို့လား အရက်သွားတော့မလို့မဟုတ်ပါဘူးဘောပဲရှုံးသွားတာပတ်စံသွားပြီမလို့မကြောက်ပြန်လာမှစိတ်ချပြန်လာလို့ရှိရင်လည်းမမေကြီးအတွက်စားကောင်းတာလေးဝယ်လာမလို့မမေကြီးကမစားမတော့ဘဲနဲ့စနိုးစိတ်နဲ့စိတ်ထိခိုက်နေရမှာစိတ်ထိခိုက်မလို့စိတ်ချမင်းကမမေကြီးရဲ့သားအကြီးမမေကြီးမွေးထားတဲ့သားသမီး၃ယောက်ထဲကသားတစ်ယောက်ထဲပါလာတဲ့သားအခုဆိုရင်သမီးလေးစနိုးကလည်းမရှိတော့ဘူးဆိုတော့မင်းနဲ့ဝရီရပဲမမေကြီးရဲ့အရေးအရာကိုစက္ကန့်ရမှာမင်းသားဒီရွယ်ရောက်တဲ့အထိဒါအသုံးမကျတဲ့သူတယောက်အနေနဲ့နေခဲ့ပြီးပြီပြန်မကောင်းနိုင်တော့ဘူးလားသားလေးရဲ့မမေကြီးကိုအခုလိုပဲထိခိုက်ခံစားစေချင်နေတော့တာလားဟမ်အယတမလောက်ကစားသမားဘဝကိုတစ်သက်လုံးဖက်တွယ်ထားတော့မှလားသားရဲ့ဒါလူကောင်းကြီးတို့ပြန်နေလိုက်တော့ဒါကြောင့်စင်းစင်းရဲရဲနဲ့ဒုက္ခတွေနဲ့တည်သွားတဲ့လူတွေအားနာစရာကောင်းပါပေါ့စနိုးတို့ထင်မင်းလက်တို့တည်သွားကြတယ်ဒါတည်သွားတာမှကောင်းမယ်ဒေမင်းဟောအကောင်းကြိုက်တာပါသွားမယ်ခဏပဲကြောက်ပြန်လာပါဒါပြန်လာလို့ရှိရင်ဒါဝယ်လာတာမမေးစားမယ်နော်